ကဲကျွန်တော်ရဲ့ကားချစ်သူမိတ်ဆွေများကို1300cc ထဲမှာတောက်လျှောက်အနက်ကြိုက်နှစ်သက်တဲ့ customer များအတွက်ဒီမှာ Master Demio ဘူးဒီလေးတစ်စီးကိုအယောင်းတင်ပေးမယ်ခင်ဗျာရန်ကုန်နဘက်အလှကြီးပြနော်မော်တော်ဘီကမြင်တားတောင်မဟုတ်ဒီနဘက်တွေကိုနော်မိုးရာသီနဲ့လိုက်ဖက်တယ်မိုးပြရောင်လေးဖြစ်မယ်ခင်ဗျာနော်ကာလာလေးကတော့မက်တလစ်အပွင့်နေပါမယ်ခင်ဗျာနော်မော်ဒယ်လေးကတော့1007လေးထွက်ထားတယ်ခင်ဗျာတောက်လျှောက်အနက်ကလေးပါလိုင်စင်ကတော့2020ခုကို10လပိုင်းเนาะမြင်သာရုံးလိုင်စင်တိုးရပါမယ်ခင်ဗျာ1300cc စကတ်ပတ်လည်းတက်ပေးထားတယ်เนาะကားလေးကိုကြည့်လိုက်အောင်မယ်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးက630မှာ8သိန်းညှိနှိုင်းရောင်းပေးမယ်ခင်ဗျာเนาะအတွင်းကိုလေသာဆွတ်တွေဆွတ်ပေးထားတယ်အတွင်းကအရင်ကျယ်တယ်เนาะဆရာကြီးတွေကြည့်ကြအောင်လုံးဝအကျွတ်မှုတ်ကဲနောက်ဖုန်းလေးတစ်ချက်လှက်ပြပေးမယ်။နောက် space လေးကျဲတယ်ခင်ဗျာနော်။ dashboard အုပ်တွေပါဒီမှာရှိမယ်ခင်ဗျာနော်။ဒီကြငွေချမ်းလက်တဲ့အားလုံးအဆင်ပြေမယ်။စမတ်လေးဖြစ်သွားမယ်ခင်ဗျာနော်။အဲကွန်းပါညာနိုင်နေသွားပြီ highway လေး share ရမယ်နော်။ကားလေးနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988933938ကိုဒါဆက်သွယ်မေးမြန်းနိုင်တယ်လို့399339995139ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကိုယ်တိုင်ကိုရလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဆိုင်တီနေရသည်ရန်ကုန်အရှိတကုံရာသားတွေလမ်းမကြီး9ရက်ကွယ်ရွှေပြေးလမ်းထိပ်မှာရှိမယ်ခင်ဗျာနော်ရမူလေးကလှတယ်ခင်ဗျာနော်ဒီမှာရမူကီးလေးကမိုက်တယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကိုချမ်းပါနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ